စိမ်းရွက်ရှင်မြညာရာဦးမြရီလူ၍ပရိဖူးတွေတင်းချစ်ဦးမေတခင်တနေ့တွေပေါ်လာလို့နဲ့မြော်ကိုဆောင်သာထွေပြစိတ်ဘဝမိုးကြိုသောပန်းကိုမှအညိုတွေပို့လို့အလွမ်းနေစင်ပဲစီပဲလာပဲစခန်းတွင်အသက်တပြေပြောလို့ချစ်မို့ချိန်မြဲယူဟာနေသည်လေဘဝင်နွမ်းနှမြမေ့ရင်ချမ်းမြလမ်းမြသည့်အတွင်တကယ်ကတွေ့တွင်မေ့ရဲ့ဘဝຫນွေကန်တာပင်ဖြေမရွှေရွှေရင်ညအသက်တွေ့ပဲတွေ့လူပြီးရှင်ညတာထောက်ချင်းရွာကြီးရဲ့တောင်းနဲ့တစ်ဖက်သားရက်ပွားစီဖို့ပင်အသွင်တရမချပါတမင်းညံများကလှည့်စားနေသလားဝရဝရိတ်တင်ရိုးမစိတ်တွေဝင်အညိုထားလေသလားမိုး
စီ